I believe in America ဆိုတဲ့အင်မတန်အားကောင်းတဲ့ dialogue နဲ့စဖွင့်တယ်။ပြီးတော့ရုပ်ရှင်တကားလုံးကိုကြည့်လိုက်လို့ရှိရင် American capitalism နဲ့ American dreams ကိုကောင်းကောင်း judge လုပ်သွားခဲ့တဲ့ရုပ်ရှင်တကား The Godfather ကရုပ်ရှင်သမိုင်းကိုထာဝရပြောင်းလဲပစ်ခဲ့တဲ့ဂန်ဝင်လက်ရာကြီးတစ်ခုပါပဲ။အပေါ်ယံကြည့်ရင်မာဖီးယားတွေအကြောင်းရိုက်ထားတယ်လို့ပြောပေမဲ့တကယ်အနှစ်သာရကမိသားစုတစုတစ္ဆာစောင့်တည်မှုတွေပြီးတော့အာဏာတွေလူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားမှုတွေကိုအမှုပညာလက်ရာမြောက်တင်ဆက်ချင်တာလို့ဒီရုပ်ရှင်ကိုဖန်တီးတဲ့လူတွေကအခိုင်အမာပြောခဲ့တယ်။ပြီးတော့ The Godfather ကျွန်တော်တို့လူရုပ်ရှင်သမားတွေအတွက်လည်း character development လို့ storytelling လို့ဒါတွေကိုလေ့လာကြရတဲ့ခြံထားလို့မရတဲ့ပြဋ္ဌာန်းစာအုပ်ကြီးတအုပ်ဆိုရင်လည်းမမှားဘူးဗျ။ဒါလောက်ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်တကားဖြစ်လာဖို့ထုတ်လုပ်ရေးအဖွဲ့တွေကဘလောက်တောင်နောက်ွယ်မှာစူးစမ်းခဲ့ရတယ်လဲဘလောက်ရုန်းကန်ခဲ့ရတယ်လဲအဲ့ဒီရုန်းကန်ရတဲ့အဖြစ်အပျက်တွေမှာရုပ်ရှင်ထက်တောင်ပိုပြီး drama ဆန်တဲ့ကိစ္စတွေရှိနေခဲ့ပါတယ် The Godfather စာရေးဆရာမာရီယိုပူဇိုရဲ့1969ခုနှစ်မှာအယောင်ရဆုံးဝတ္ထုအဲ့ဒါကိုအခြေခံပြီးတော့ရိုက်ထားတာစာရေးဆရာမာရီယိုပူဇိုက The Godfather စာအုပ်ကိုမရေးခင်တုန်းကသူရေးကျင်တာတွေရှောက်ရေးပြီးတော့မအောင်မြင်တဲ့စာရေးဆရာအကျွေးပတ်လည်ဝိုင်းနေတဲ့စာရေးဆရာလောင်ကစားတိုင်တွေသူ့ရဲ့ဆွေမျိုးတွေဘန်တွေမှာဒေါ်လာ2000လောက်အကျွေးတင်နေတာနောက်ဆုံးကျတော့အဲ့ဒီငွေရေးကြီးအကြက်တဲကိုဖြည့်ရှင်းဖို့အတွက်သူရေးလက်စစာမျက်နှာ60လောက်ပဲရှိသေးတဲ့ The Godfather စာအုပ်အဲ့ဒီတော့ကခေါင်းစဉ်က Mafia လို့ပဲပေးထားတာအဲ့ဒီစာမူကျမ်းကို Paramount Picture ကိုရောင်းလိုက်ရတယ် Paramount ကဒီစာအုပ်ကိုဒေါ်လာ1000ကျော်လေးနဲ့ပဲစာချုပ်ချုပ်ပြီးတော့ဒီဝတ္ထုပြီးလို့ရှိရင်ရုပ်ရှင်ရိုက်မယ်ဆိုပြီးတော့ဒေါ်လာ8000နဲ့မူပိုင်ခွင့်ကိုဝယ်ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းက Mafia ရုပ်ရှင်တွေကပရိသတ်စိတ်ဝင်စားမှုနည်းနေတဲ့အချိန် Mafia ကရရင်မပေါက်ဘူးအဲ့ဒီတော့ Paramount ကဒီစာအုပ်ကိုဈေးပေါပေါနဲ့ရလို့ဝယ်ထားခဲ့တယ်ဆိုပေမဲ့ရုပ်ရှင်ရိုက်ဖို့အတွက်ကြတော့သူတို့ကစိုးရိမ်ခဲ့ကြတယ်တိတ်ပြီးတော့မရိုက်ချင်ခဲ့ကြဘူးဒါပေမဲ့ The Godfather စာအုပ်ထွက်လာတော့အကြီးအကျယ်ပေါက်သွားတယ်68ပတ်ဆက်တိုက် New York Times မှာအယောင်ရဆုံးစာရင်းဝင်သွားတယ်စံချိန်တင်အောင်မြင်မှုရသွားတယ်အဲ့ဒီအချိန်မှာ Paramount ဘက်ကလည်းဘာဖြစ်နေလဲဆိုတော့သူတို့ထုတ်လိုက်သမျှသူတို့ရိုက်လိုက်သမျှကားတိုင်းကမပေါက်ဘူးရှုံးနေတယ်သူတို့ရဲ့ဘန်နာရေးအချိန်ကြီးပြန်ကောင်းလာဖို့အတွက် hit ဖြစ်မဲ့ဇာတ်ကားတကားရိုက်နိုင်ဖို့အသေးအတန်လိုအပ်နေတယ်အဲ့ဒီအချိန်မှာသူတို့ဝယ်ထားတဲ့ The Godfather စာအုပ်ကထပေါက်နေတဲ့အချိန်ဆိုတော့သူတို့ကဘယ်လိုစဉ်းစားလိုက်လဲဆိုတော့ budget နည်းနည်းနဲ့ဒီရုပ်ရှင်ကိုမြန်မြန်ထုတ်မယ်ရုံတင်မယ်အဲ့လိုမျိုးစဉ်းစားလိုက်တယ်အစတုန်းကသူတို့ကဒီကားအတွက် budget 4 သန်းပဲထုတ်ပေးတာ The Godfather ကိုရိုက်ဖို့ Sergio Leone လိုမျိုးနာမည်ကြီးဒါရိုက်တာတွေကိုကမ်းလှမ်းသေးတယ်ဒါပေမဲ့အဲ့ချိန်တုန်းက gangster ကားတွေမပေါက်တာရော low budget ကြောင်ရောလားမသိဘူးဒီဒါရိုက်တာတွေကအကုန်လုံးညင်းတယ်အဲ့ဒီမှာ Paramount ရဲ့အမှုဆောင်အရာရှိ Robert Evans ကဒီကားက Italy American မျိုးနွယ်စုတွေရဲ့အနှစ်သာရပုံပေါ်ဖို့လိုတယ်အဲ့ဒီတော့ဒီကားကို Italy နွယ်ဘွားဒါရိုက်တာတယောက်ရိုက်တာပိုကောင်းလိမ့်မယ်လို့သူကစဉ်းစားတယ်အဲ့ဒါကြောင့်ပဲ Italy သားဒါရိုက်တာလည်းဖြစ်တယ်ပြီးတော့ budget နည်းနည်းနဲ့ရိုက်နိုင်မယ်လို့သူတို့ယူဆတဲ့ Francis Ford Coppola ကိုရွေးလိုက်တယ်ဒါပေမဲ့ Coppola ကိုယ်တိုင်ကလည်းဒီကားကိုရိုက်ဖို့အတွက်ချက်ချင်းလက်ခံတာမဟုတ်ဘူး Godfather ကအပေါ်သားဆန်နေဆိုပြီးတော့ तू ကပထမညင်းတယ်မရိုက်ဘူးတဲ့ဒီကားကိုဒါပေမဲ့သူ့ရဲ့ကိုပိုင်စတူဒီယိုကလည်းအရှုံးပေါ်နေတဲ့အတွက်နောက်ဆုံးမှာမတက်တာပဲနဲ့ဒီကားရိုက်ဖို့လက်ခံလိုက်ရတာဒီကားကိုရိုက်ဖို့စီစဉ်တဲ့အချိန်မှာပဲ struggle တွေအများကြီးရင်ဆိုင်ရတယ်။ New York မှာအခြေစိုက်တဲ့ Italy Mafia တွေနဲ့ထိတ်တိုက်တိုးတယ်။ New York က Mafia ဂိုင်းချုပ် Joe Colombo ကဒီရုပ်ရှင်ဟာ Italy လူမျိုးတွေကိုလူဆိုးတွေလို့ပုံဖော်တယ်ဆိုပြီးတော့ဒီကားမရိုက်ဖြစ်အောင်အမျိုးမျိုးနှောက်ယှက်တယ်။ဒီကားရဲ့ producer El Radi ဆိုလို့ရှိရင်အဲ့ဒီတန်ကိုတော်တော်ခံရတယ်။သူ့ရဲ့ကားပရင်ပေါက်တွေကိုတနက်နဲ့ပြစ်ပြီးချင်းချောက်တာတို့ပါတို့အဲ့လောက်တိအောင်လုပ်ခဲ့တာပေါ့နော်။ Robert Evans လည်းကောင်းကောင်းမနေရဘူး။သူ့မိန်းမတို့သူ့သားတို့ကိုဖုန်းခေါ်ပြီးတော့အသက်အန္တရာယ်ကိုချင်းချောက်တယ်အဲ့လိုမျိုးတွေကြုံရတယ်။နောက်ဆုံးကျတော့ El Radi က Joe Colombo နဲ့သွားတွေ့တယ်။ The Godfather စာအုပ်က Mafia တွေအကြောင်းဆိုပေမဲ့ကျွန်တော်တို့ရိုက်ချင်တဲ့ရုပ်ရှင်က Mafia တွေအကြောင်းမဟုတ်ဘူးကျွန်တော်တို့ကမိသားစုတစုအကြောင်းကိုရိုက်ပြချင်တာပါလို့သွားပြီးတော့ညှိနှိုင်းရတယ် Colombo သဘောကျအောင်ပြောခဲ့ရတယ်နောက်ဆုံးကျတော့ဇညောနဲ့ကနေ Mafia ဆိုတဲ့စကားလုံးတွေမင်းတို့ဖယ်ပေး Premier Show ကနေရတဲ့ဝင်ငွေကို IACRL လို့ခေါ်တဲ့အဲ့ဒီ Mafia တွေဦးဆောင်တဲ့ဈေးရုံတိဆောက်ရေးရန်ပုံငွေကိုလှူရမယ်ပြီးတော့ Mafia မိသားစုဝင်တွေနဲ့သူတို့နဲ့ဆက်ဆက်တဲ့လူတွေကိုရုပ်ရှင်ထဲမှာအလုပ်တွေပေးရမယ်အဲ့လိုမျိုးညှိလိုက်ပြီးတော့မင်းတို့ရိုက်တော့ရပြီဆိုပြီးတော့ပေးရိုက်လိုက်တယ် El Radi ကအဲ့လိုညှိလိုက်တာကို Paramount ဘက်ကလည်းသိသွား El Radi ကိုအလုပ်ကထုတ်ပလိုက်တယ်နောက်ပိုင်းကျတော့ Coppola နဲ့ Joe Colombo တို့ကပြန်ပြီးဖိအားပေးတဲ့အတွက်သူ့ကိုပြန်ပြီးတော့အလုပ်ပြန်ခန့်ခဲ့ရတယ်အန်ဩစရာကောင်းတာက Luca Brasi မှာတရုတ်ဆောင်တဲ့ Lanny Monata ကအပြင်မှာအဲ့ဒီ Joe Colombo ရဲ့တက်တော်ဆောင်ဒီရုပ်ရှင်ရိုက်ကွင်းကိုလာဆောင်ကြည့်နေတဲ့အချိန်မှာ Coppola ကသူ့ကိုသဘောကျပြီးတော့ဝင်တရုတ်ဆောင်ခိုင်းလိုက်တာနောက်ထပ်ကြီးရက်တစ်ခုကဘာလဲဆိုတော့နာမည်ကြီးအဆိုတော် Frank Sinatra က Johnny Fountain ဆိုတဲ့ဒီရုပ်ရှင်ရဲ့ဇက်ကောင်က
သူနဲ့မာဖီးယားတွေရဲ့ပတ်သက်မှုကိုလှောင်ပြောင်ထားတာလို့ယူဆပြီးတော့အင်မတန်စိတ်ဆိုးတယ်မာရီယိုပူဇိုဆိုလို့ရှိရင်စားတောက်ဆိုင်မှာလူပုံအလဲကြီးမှာကိုအပြင်းအထန်ဆဲဆိုကျိန်းမောင်းပြီးတော့ထိုးချိတ်ဖို့ဒီလုပ်ခဲ့တာရုပ်ရှင်မရိုက်ခင်မှာပဲတော်တော်ပြဿနာကြီးခဲ့တာပေါ့နော်ပြီးတော့ကော်ပိုလာနဲ့ပါရာမောင်းနဲ့ဂျားထဲမှာလည်း conflict တွေအများကြီးရှိတယ်အထူးသဖြင့် Don Vito Corleone အနေနဲ့တရုတ်ဆောင်မဲ့ Marlon Brando ကိုကော်ပိုလာကရွေးကျင်တယ်စတူဒီယိုဘက်ကလုံးဝအပြင်းအထန်ကန့်ကွက်တယ် Brando ကအလုပ်တွဲလုပ်လို့ကောင်းတယ်လို့မဟုတ်ဘူးခဏခဏပြဿနာရှာတတ်တယ်ပြီးတော့သူ့ကားတွေကလည်း box office မှာရှုံးနေတာများတယ်ဆိုပြီးတော့ Paramount ဘက်က Brando ဒီရုပ်ရှင်မှာလုံးဝပေးမပါဘူးလို့ပြောတာ Coppola ကလည်း Don Vito နေရာမှာ Marlon Brando ကိုပဲထည့်ကျင်တယ်အဲ့တော့သူကတကွက်ပြတယ်စတူဒီယို Marlon Brando နဲ့ screen test လုပ်ရုံလေးပါပဲဆိုပြီးတော့ Marlon Brando ရဲ့ပါဇက်ထဲမှာတစ်ရှူးတွေထည့်သပင်ကိုဖက်နှက်တိုက်ဆေးတွေတုပ်ပြီးတော့အသက်ကြီးကြီးအဲ့ Don Corleone ပုံစံပေါက်အောင်လို့တရုတ်ဆောင်ခိုင်းပြလိုက်တာအဲ့ဒီကြတော့မှ Marlon Brando ရဲ့အစွမ်းအစမသေးပါလားဆိုပြီးတော့ Paramount ဘက်ကလက်ခံလိုက်တယ်ပြီးတော့ The Godfather ရဲ့အရေးအကြီးဆုံးဇာတ်ကောင် Michael Corleone သူ့နေရာမှာလဲ Al Pacino ကို Coppola ကလိုချင်တယ်ဒါပေမဲ့သူ့ကိုရွေးတဲ့အချိန်မှာသူကနာမည်မကြီးသေးဘူးပြသက်တရုတ်ဆောင်ဘဝပဲရှိသေးတယ်အဲ့တော့ Studio ဘက်ကသူ့ကိုနာမည်လည်းမကြီးဘူးအရက်လည်းပုတယ်ပုညက်ညက်နဲ့သဘောမကျဘူးဆိုပြီးတော့မရွေးချင်ဘူး Coppola ကလည်းခေါင်းပါတယ်ဗျာ Brando ရော Al Pacino ရောမရရင်မရိုက်ဘူးဆိုပြီးတော့အသေးလဲတိုက်ပွဲဝင်တယ်နောက်ဆုံးကြတော့လဲ Studio ဘက်ကလက်ခံလိုက်ရတယ်ပြီးတော့ budget ကိစ္စ Studio ဘက်က low budget film လို့ပဲသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကုန်ကျစရိတ်လျှော့ကျင်တယ်အတက်နိုင်ဆုံးရနိုင်သမျှလျှော့ကျင်တယ်ဇလန်းကိုလက်ရှိအချိန်1980ကျော်ကိုထားကျင်တယ်ပြီးတော့ရိုက်ကူးရေးကိုလည်း Kansas မှာပဲလုပ်ချင်တယ်ဒါပေမဲ့ Coppola ကလုံးဝလက်မခံဘူး1940တုန်းကအချိန်ပဲဖြစ်ရမယ်ပြီးတော့ New York မှာရိုက်မယ် Sicily မှာရိုက်မယ်ဒါမှဒီရုပ်ရှင်က perfect ဖြစ်မယ်ဆိုပြီးတော့ तू ကအခိုင်အမာတိုက်ပွဲဝင်တယ်အဲ့တော့ဂျားတွေကနေပြီးတော့ Already ကဒုက္ခရောက်တာပေါ့နော် Studio ဘက်လည်းအဆင်ပြေအောင် Director ဘက်လည်းအဆင်ပြေအောင် budget လည်းနေအောင်အချိန်မီလည်းပြီးအောင်ဒါတွေအကုန်လုံးကို तू ကထိမ့်သိမ်းပြီးတော့ဒီ conflict တွေအကုန်လုံးကို तू ရှင်းခဲ့ရတာဒါကိုကြည့်ချင်းအဖြစ်ရုပ်ရှင်တကားရဲ့ producer တယောက်ကဘလောက်ထိတာဝန်ကြီးတယ်ဘလောက်ထိအစွမ်းအစရှိဖို့လိုတယ်ဆိုတာမြင်သာတယ်ဒီရုပ်ရှင်အပေါ်မှာ Coppola ရဲ့အမြင်ကလည်းထူးခြားတယ်ဗျတာမန်မာဖီးယားကားတကားတာမန် mob movie တကားသူမလုပ်ချင်ဘူးအဲ့ဒါတွေထပ်ပို့ပြီးလေးနဲ့တဲ့မာဖီးယားမိသားစုတစုရဲ့အကြောင်းကိုသူကပြချင်ခဲ့တာအထူးသဖြင့် Michael Corleone ဇက်ကောင်ပေါ့နော် Michael က American စစ်တပ်အတွက်တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်ပြန်လူငယ်လေးတစ်ယောက်ပြီးတော့အနေအေးတဲ့လူတစ်ယောက်သူ့မိသားစုရဲ့ဒီဒုစရိုက်လုပ်ငန်းတွေကြားထဲမှာလုံးဝဝင်မပါခြင်းတဲ့လူတစ်ယောက်ဒါပေမဲ့သူ့မိသားစုကိုကယ်တင်ဖို့စ조사ရင်းနဲ့နောက်ဆုံးမှာသူကိုယ်တိုင်မဖြစ်ချင်ခဲ့တဲ့မာဖီးယားဂိုင်းချုပ်ဖြစ်လာခဲ့တာဇလန်းအတာပေါ့အဲ့တော့ဒီရုပ်ရှင်ကိုပုံဖော်ဖို့ဇာညွှန်းရေးကြရောဒီမှာလည်းပြဿနာရှိတယ် Already ကကြတော့ဒီကားကိုမာရီယိုပူဇိုကိုယ်တိုင်ဇာညွှန်းရေးမှအသက်ဝင်မယ်လို့ထင်တယ်စတူဒီယိုဘက်ကကြတော့မာရီယိုပူဇိုကစာရေးဆရာတက်တက်ပဲဇာညွှန်းရေးဆရာမဟုတ်ဘူးဒီကားကိုမရေးတတ်ဘူးရေးနိုင်မှာမဟုတ်ဘူးလို့ဆိုပြီးကန့်ကွက်တယ်နောက်ဆုံးကြတော့ Already ရဲ့စီယုံနိုင်စွမ်းကြောင့်ပဲ Coppola နဲ့ Mario Puzo နဲ့နှစ်ယောက်တွဲပြီးဇာညွှန်းရေးဖို့ဖြစ်သွားတယ်ရုပ်ရှင်မြိုက်ခင်မှာ Coppola ကဒီကားတွေကတရုတ်ဆောင်တွေကိုစုပြီးတော့ family dinner တစ်ခုလုပ်တယ် character in role အတိုင်းပဲစကားပြောရမယ်ဆိုပြီးတော့အဲ့ဒီညမှာ Marlon Brando ကလည်း Don Vito Corleone ပေါ့ Al Pacino ကလည်း Michael Corleone ပေါ့အဲ့ဒီအနေနဲ့ပဲသူတို့တညလုံးစားတောက်ပွဲလုပ်ခဲ့ကြတာ Al Pacino က method acting သမားဒီကားတွေက Michael ရဲ့တဖြည်းဖြည်းပြောင်းလဲလာမှုတွေကိုသူ့ရဲ့မျက်လုံးတွေနဲ့ပဲတရုပ်ဆောင်သွားတာတကယ်ကိုရင်သက်ရှုမောစရာကောင်းတယ်သူတို့မိသားစုရဲ့အခြေအနေတွေပြောင်းလဲလာလေလေတဖြည်းဖြည်းချင်းအေးဆက်လာလေလေဖြစ်လာတဲ့ Michael ရဲ့အကြည့်တွေကပြိသက်ကိုတကယ် shock ရစေခဲ့တယ်လို့ပြောရအောင်ရိုက်ကူးရေးစလုပ်တဲ့အချိန်အထိလည်းပြဿနာတွေကမအေးသေးဘူး Coppola နဲ့ Paramount နဲ့ဂျားထဲမှာပုတ်တိုက်မှုတွေရှိတယ် Coppola ရဲ့ directing style ကအင်မတန်စကားများတယ်ဆိုပြီးတော့အမှုဆောင်တွေကယူဆတယ်သူ့ကိုထုတ်ဖို့အကြိမ်ကြိမ်ကြိုးစားတယ် Coppola ကလည်းသူ့ကိုဖြုတ်ချဖို့ကြိတ်ကြံနေတဲ့ editor နဲ့ assistant director Steve Kastner တို့သူ့ဘက်ကကြိုပြီးလက်ဦးမှုယူတဲ့အနေနဲ့သူကအရင်ကြိုပြီးအလုပ်ထုတ်ပလိုက်ဒီအဖြစ်အပျက်တွေကိုကြည့်လို့ရှိရင်ဒီရုပ်ရှင်က director တယောက်ရဲ့အမှုပညာလွတ်လပ်ခွင့်အတွက်အကြီးအကျယ်တိုက်ပွဲဝင်ခဲ့ရတဲ့ရုပ်ရှင်ဆိုတဲ့သမိုင်းကြံခဲ့တယ်ရိုက်ကွင်းပေါ်မှာလည်းထူးခြားတဲ့အဖြစ်အပျက်တွေစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တွေရှိတယ် The Godfather opening scene ပေါ့ Don Corleone ကိုတခြားအီတလီတထေးတယောက်ကသူ့သမီးကိစ္စနဲ့လာပြီးအကူအညီတောင်းတဲ့အခန်းအဲ့ဒီအခန်းမှာဆိုလို့ရှိရင် Marlon Brando ရဲ့ပေါင်ပေါ်မှာကြောင်လေးတစ်ကောင်ပိုက်ပြီးတော့စကားပြောနေတာမြင်ရမယ်တကယ်တမ်းကဇာညွှန်းထဲမှာအဲ့ဒါမပါဘူး Coppola အဲ့ဒီကြောင်လေးကိုရိုက်ကွင်းသားမှာတွေးလို့ဆိုပြီးတော့ကောက်လာတာရိုက်ခံနီးလဲကြာရောအဲ့ဒီကြောင်လေးက Brando ရဲ့ပေါင်ပေါ်မှာတက်ပြီးအိတ်နေရော Coppola အဲ့ဒါကိုကြည့်ပြီးတော့သဘောကျသွားတယ်ရက်ဆက်ပါတယ်လို့နာမည်ကြီးတဲ့မာဖီးယားခေါင်းဆောင်ကြီးတယောက်ရဲ့အတွင်းစိတ်ထဲမှာလဲတရိတ်ဆန်လေးတွေကိုချစ်တတ်တဲ့နူးညံ့တဲ့စိတ်ထားလေးတစ်ခုရှိပါလားဒါကိုမတော်ဆပေါ်လွင်သွားပါလားဆိုတာကို तू ကမြင်သွားပြီးတော့အဲ့ကြောင်လေးကိုဒီတိုင်းထားပြီးဆက်ရိုက်ခဲ့တယ်အဲ့ဒါတကယ်မိုက်တဲ့ cinematic moment တစ်ခုဖြစ်သွားတာ
အဲ့ဒီအခန်းကိုရိုက်တဲ့အချိန်မှာဒီကြောင်လေးရဲ့ဟောက်တန်ကတော်တော်ကျယ်နေလို့ဆိုပြီးတော့နောက်ပိုင်းမှာအဲ့ဒီအခန်းအတွက် Brando ရဲ့အတန်ကိုပြန်ပြီးဒါပင်ပြန်လုပ်ခဲ့ရတယ်ပြီးတော့ Vito Corleone က Johnny Fountain ကိုယောက်ျားတစ်ယောက်လိုမင်းနေစမ်းဆိုပြီးတော့ပါးရိုက်တဲ့အခန်းအဲ့ဒီအခန်းကလည်းဇာညွှန်းထဲမှာမပါဘူး Brando က improvisation လုပ်လိုက်တာအဲ့ဒီမှာ Johnny Fountain နေရာမှာတရုပ်ဆောင်တဲ့ El Martino ကတော်တော် surprise ဖြစ်သွားပြီးတော့သူ့ရဲ့ reaction ကတကယ်အစစ်အမှန်ကြီးရလိုက်တာပေါ့နော်ပြီးတော့ဒီကားမှာ Marlon Brando ကလုံးဝ dialogue မကြက်ဘူးသူနဲ့တွဲတရုပ်ဆောင်နေတဲ့လူတွေရဲ့ရင်ဘတ်မှာ cue cuts လေးတွေကတ်ထားတာတို့သူ့မျက်နှာရှေ့တဲ့မှာရှိတဲ့ရိုက်ကူးရေးပစ္စည်းတစ်ခုခုပေါ်မှာ cue cut ကိုကတ်ထားတာတို့အဲ့လိုမျိုးတွေလုပ်သွားတယ်အဲ့ဒါအပြင်းထူလို့မဟုတ်ဘူးသူ့ဇက်ကောင်ရဲ့တဘာဝကျတဲ့ reaction ကိုရအောင်လို့သူကလုပ်တာသူခေါင်းငုံပြီးတော့စကားပြောလိုက်စဉ်းစားနေတဲ့ပုံစံနဲ့ cue cut ကိုခိုးကြည့်လိုက်ပြီးတော့မှစကားပြောလိုက်ဆိုတော့ Don Vito ရဲ့ဒီလေးနှမှုနဲ့အေးအေးဆေးဆေးနိုင်မှုကြီးကိုပေါ်လွင်သွားစေတယ်အဲ့ဒီလိုဖြစ်အောင်တမင်လုပ်သွားတာပြီးတော့ဆန်နီကသူ့ညမကော်နီရဲ့ယောက်ျားကာလိုလမ်းမပေါ်မှာရိုက်နှက်ကန်ကြောက်နေတဲ့အခန်းမှာလည်းတကယ်တီးတာဆန်နီနီယာမှာတရုပ်ဆောင်တဲ့ Gianni Russo ကအင်တာဗျူးတွေမှာပြန်ပြောတယ်အဲ့ဒီအခန်းရိုက်တုန်းကဆန်နီနီယာမှာတရုပ်ဆောင်တဲ့ James Caan ကသူ့ကိုတကယ်ကိုစိတ်မထိန်နိုင်ပဲချခဲ့တာတဲ့အဲ့ဒါကြောင့်သူနန်ရုံးနှစ်ချောင်းကျိုးပြီးတထောင်စစ်လဲကွဲသွားတယ်တဲ့ James Caan ကဘာလို့တကယ်တီးတာလဲဆိုတော့သူတို့နှစ်ယောက်ရိုက်ကူးရေးမှာပထမရက်စဆုံကြရမတည့်ဘူး Gianni Russo ရဲ့ဇောင်ကြွားကြွားပုံစံကိုသဘောမကျလို့ဆိုပြီးတော့သူအခွင့်အရေးရတဲ့အချိန်မှာတကယ်ကိုချတော့တာပဲ fun fact တစ်ခုပြောရလို့ရှိရင်အဲ့ဒီ scenes မှာ Sandy ကကာလိုကိုလက်သီးနဲ့လွှဲပြီးထိုးတဲ့တကွက်အဲ့ဒီမှာလက်သီးကကာလိုရဲ့မျက်နှာကိုလုံးဝမထိပဲနဲ့လေထဲမှာတင်လွဲသွားတာတေးသေးချာချာမြင်ရမယ်ကင်မရာ angle ကြောင့်အဲ့ဒီလက်သီးကမထိပဲနဲ့လေထဲမှာတင်ထိုးနေတာပေါ်သွားပင်ပဲရိုက်ကူးရေး budget ကလည်းကုန်ငံနီးနေပြီမို့လို့ဒီအတိုင်းပဲရုပ်ရှင်ထဲမှာထည့်သုံးလိုက်ရတယ်ပြီးတော့နောက်ထပ်တစ်ချက်ကဇက်ဝင်ကန်းထဲမှာရုပ်ရှင် producer ရဲ့ကဒင်ပေါ်မှာမြင်းကောင်းပြက်ကြီးမာဖီးယားတွေလာတင်သွားတာအဲ့ဒီမြင်းကောင်းကအတုမဟုတ်ဘူးတကယ်အစ်စ်ကြီးအဲ့ဒါကြောင့်ပဲတရုတ်ဆောင်ဂျွန်မာလီအလန်တကြားထအော်တဲ့အတန်ကလည်းတရုတ်ဆောင်တာမဟုတ်ဘဲနဲ့တကယ်ကိုလန့်ပြီးတော့အော်တဲ့အတန်ဖြစ်နေတာပြီးတော့ဆန်နီအသက်ခံရတဲ့အခန်းကတော်တော်ကုန်ကျစရိတ်များတယ်လို့ပြောရမယ်ဒေါ်လာ3 သိန်းလောက်ကုန်တယ်ကားမှာဒီကြီးစံအပေါက်ရာတွေကိုအနုစိတ်ဖန်တီးခဲ့ရတဲ့အတွက်ဒါလောက်အကုန်ကျများသွားတာပေါ့လူကာဘရာစီနီယာမှာတရုတ်ဆောင်တဲ့လန်နီမွန်တန်နာကအပြင်မှာတကယ်မာဖီးယားကြီးဆိုပေမဲ့ဘရန်ဒိုနဲ့တကယ်တမ်းတွဲပြီးတရုတ်ဆောင်ရတော့မယ့်အချိန်လဲကြာအောင်ဘရန်ဒိုကိုကြောက်ပြီးတော့စကားတွေထက်နေတယ်ကော်ပူလာကလည်းအဲ့ဒါကိုမြင်ပြီးတော့အဲ့ဒီအတိုင်းပဲသဘောကျလို့ဆိုပြီးတော့ရုပ်ရှင်ထဲမှာဒီအတိုင်းထည့်သုံးခဲ့တယ်ရိုက်ပြီးတဲ့အချိန်လဲကြာရုပ်ရှင်ကတော်တော်ဦးရှည်နေတယ်ဖလင်ပေ9 သိန်းကျော်တယ်စတူဒီယိုဘက်ကလည်းမာဖီးယားကားတွေကိုလူမကြိုက်ရတဲ့ဂျားထဲမှာဒီလောက်ရှည်ကြီးပြရင်ဘယ်သူလာကြည့်မှလဲငါတို့ဝင်ငွေထိခိုက်လိမ့်မယ်ဆိုပြီးတော့အချိန်ကိုပြန်လျှော့ခိုင်းတယ်2 နာရီလောက်ပဲထားခိုင်းတယ်ဒါပေမဲ့ကော်ပူလာကနောက်ဆုံးမှာစတူဒီယိုနဲ့တေချာပြန်ညှိပြီးတော့3 နာရီစာဖြစ်အောင်ပြန်ပြီးတော့ footage တွေကို edit ပြန်လုပ်ခဲ့ Godfather ကိုကြိုက်ရတဲ့အထဲမှာဇလန်းသွားတယ်မဟုတ်ဘဲနဲ့ရုပ်ရှင်ထဲမှာသုံးထားတဲ့ symbolic elements တွေပြီးတော့ motif တွေအဲ့ဒါတွေကလည်းတကယ်ကိုမိုက်တယ်လို့ပြောရမှာဇက်ဝင်ကန်းထဲမှာလိန်မော်သီးကိုထည့်ပြထားပြီးဆိုရင်မကြခင်တယောက်ယောက်သေတော့မယ်တယောက်ယောက်အန်ဒီရဖြစ်တော့မယ်အဲ့ဒါကိုတစ်ချိန်လုံး foreshadowing လုပ်ပြသွားတယ် Vito Corleone တနက်နဲ့အပြစ်မခံရခင်လိန်မော်သီးဝယ်နေတာတို့ပြီးတော့သူတေကန်ဒီအချိန်မှာသူ့မီးနဲ့ကစားရင်းနဲ့လိန်မော်ကုံပါဇက်မှာတက်ထားတာတို့အဲ့ဒါမျိုးတွေပေါ့ cinematographer Gordon Willis ဗျာသူကတော့ပြောတယ်ဒီဟာကတမင်ရွယ်ချက်ရှိနဲ့ symbol တွေဖြစ်အောင်လို့ရိုက်ပြတာမဟုတ်ဘဲနဲ့ camera frame ထဲမှာအယောင်လှအောင်အယောင်သွေးစုံအောင်တမင်သက်ထည့်ထားတဲ့သဘောပဲတဲ့အဲ့ဒါကိုပဲ Coppola မြင်တဲ့အချိန်မှာသူကသူ motif တစ်ခုအနေနဲ့ပုံဖော်ပြီးတော့ရိုက်ပြသွားတာပေါ့နော်ဇာဝင်ကန်တစ်ခုချင်းစီအပေါ်မှာသူ့ရဲ့အသေးစိတ်ခံစားတတ်တဲ့အမှုပညာဘလောက်တောင်ကြီးမားသလဲဆိုတာလည်းမြင်ရတာပေါ့ critics တွေနဲ့ပရိသတ်တွေဆိုလို့ရှိရင်ဒီလိန်မော်သီးတွေထည့်ထားတဲ့အချက်ကတော်တော်အားကောင်းတဲ့ motif တစ်ခုဖြစ်တယ်လို့တောင်မှပဲချီးကျူးခဲ့ကြတာငကိုကဒီကားကိုဒေါ်လာ4 သန်းပဲဘတ်ဂျက်ချပေးခဲ့ပေမဲ့တဖြည်းဖြည်းရိုင်ရင်းနဲ့6 သန်း9 သန်းလောက်ထိဖြစ်သွားတယ်။ဒါပေမဲ့ box office မှာဒေါ်လာတန်း250ကနေ290ကြားထဲပြန်ရသွားတာ။1982 ခုနှစ်ရဲ့တကယ်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ပဲ။ဒီ Godfather ပေါက်သွားတဲ့အတွက် Paramount ကလည်းဒေဝါလီခံရမဲ့ဘေးကနေပြီးတော့လွတ်သွားတယ်။ Oscar ဆုပေးပွဲကျတော့ Godfather က nomination 17 ဆုဝင်တယ်။ဆုရတာက Best Picture ရဲ့ Best Actor ရဲ့ Best Adapted Screenplay ရဲ့3 ဆုရတယ်။ Best Actor မှာ Marlon Brando ရတာပေါ့နော်။ဒါပေမဲ့ Marlon Brando ကဒီဆုကိုလက်မခံဘဲနဲ့တပိတ်မှောက်တယ်။ Hollywood က Native American တွေကိုခွဲခြားဆက်ဆံနေတယ်ဆိုပြီးတော့အဲ့ဒီပွဲကိုလုံးဝမတက်သလို Oscar ဆုလည်းလာမျိုးခဲ့ဘူး။သူ့အစားတခြားတစ်ယောက်က speech ပေးခဲ့ရတယ်။ Al Pacino လည်းဒီလိုပဲသူက screen ပေါ်မှာပါတဲ့အချိန်ကပိုများတယ်။ Best Actor အနေနဲ့သတ်မှတ်လို့ရှိရင်သူ့ကိုသတ်မှတ်တင်တာ။ဒါပေမဲ့သူ့ကို supporting actor ပဲသတ်မှတ်တဲ့အတွက်သူကလည်း Oscar ဆုပေးပွဲကိုတပိတ်မှောက်တဲ့အနေနဲ့ဆုပေးပွဲမတက်ဘူး။ The Godfather ကိုပရိသတ်တွေကြည့်ပြီးတဲ့အချိန်မှာ Coppola ဖြစ်စေခြင်းနဲ့ပြစ်မှတ်ကိုတဲ့တဲ့ကြီးသွားထီတယ်။ပရိသတ်တွေကဒီကားကို gangster ကားတကား mob movie တကားဆိုတာတပိုမြင်နိုင်ခဲ့ကြတယ်။မိသားစုအရေးတွေသစ္စာစောင့်သိမှုတွေအာဏာပြိုင်ပွဲတွေဒါတွေကိုပရိသတ်တွေကခံစားနိုင်ခဲ့ကြတယ်။ Pop culture ထဲမှာပါအကြီးအကျယ်နေရာယူသွားတယ်
ပြီးတော့အပြင်ကမာဖီးယားတွေအပေါ်မှာပါဒီရုပ်ရှင်ရဲ့ဩဇာတက်ရောက်မှုကကြီးသွားတယ်Sammy the Bull တို့လိုမျိုးမာဖီးယားဂိုင်းဝင်နေဆိုလို့ရှိရင်ဒီရုပ်ရှင်ကငါတို့ရဲ့ဘဝကိုပုံဖော်ထားတာပဲဆိုပြီးအကြီးကျယ်ခံစားကြတယ်တချို့မာဖီးယားဂိုင်းချုပ်ကြီးတွေဆိုလို့ရှိရင်မာလွန်ဘရန်ဒိုရဲ့စကားပြောဟန်တွေကိုအတူယူပြီးတော့သူတို့ပါအပြင်မှာအဲ့လိုလိုက်ပြောကုန်ကြတဲ့အထိဖြစ်ကုန်တယ်ဒီကားထဲမှာအထူးချီးကျူးကြတဲ့တယောက်က cinematographer Gordon Willis သူကလူရဲ့ခေါင်းပေါ်တဲတဲကနေမီးပေးတဲ့ top down lighting ကိုသုံးခဲ့တဲ့အတွက်တရုပ်ဆောင်တွေရဲ့မျက်လုံးတွေကအရိပ်ကျပြီးတော့မှောင်နေတယ်လူတွေရဲ့ dark side ကိုပြကျင်လို့အဲ့လိုမျိုးရိုက်တာပေါ့နော်သူ့ကို Hollywood က Prince of Darkness လို့တောင်မှပဲနာမည်ပေးလိုက်ကြတယ်အဲ့ဒီတုန်းကရုပ်ရှင်ကို lighting ကောင်းကောင်းပေးပြီးတော့လင်းလင်းချင်းချင်းလှလှပပပြတဲ့ခဲ့ဒါပေမဲ့ Willis ကတမင်ကို under exposure ရိုက်ခဲ့တဲ့အတွက် Paramount ဘက်ကလူတွေကစိုးရိမ်ခဲ့ကြတယ်ဒီရုပ်ရှင်ကြီးကတလောက်မှောင်နေတာလူတွေကြည့်ကြပါမလားပေါ့နော်အဲ့မှာ Willis နဲ့ Coppola က Paramount ကလူတွေကိုဓာကြောင့်ရိုက်တာပါဆိုပြီးတော့တေချာပြန်ရှင်းပြခဲ့ရတယ်ဇလန်အစတုန်းကဆိုလို့ရှိရင်ဗျာ Michael ရဲ့မျက်နှာကို lighting ကောင်းကောင်းပေးပြီးတော့ရိုက်တယ်ဒါပေမဲ့သူ့အဖေအတွက်လက်စားချေဖို့သူ့မိသားစုကိုကယ်တင်ဖို့ဆိုပြီးတော့တဖြည်းဖြည်းချင်းသူဒုစရိုက်လောကတွေဝင်ရောက်လာတဲ့အချိန်သူ့ရဲ့စိတ်ကလည်းတဖြည်းဖြည်းအမှောင်တုတွေဖုံးလွှမ်းလာတဲ့အချိန်လဲကြောက်သူ့မျက်နှာကို lighting ပေးတာကိုရှော့သွားလိုက်တာနောက်ဆုံးအန်ဒီမှာ Michael ရဲ့မျက်လုံးပေါ်မှာကျနေတဲ့အရိပ်တွေကဘာကိုပြသလဲဆိုတော့သူ့ရဲ့ရင်ထဲကအမှောင်တုကသူ့ရဲ့လူသားဆန်မှုဆိုတဲ့အလင်းရောင်လုံးဝဝါးမျိုးသွားပြီးဆိုတဲ့ symbolism ဖြစ်သွားတယ်ဒီရုပ်ရှင်က American capitalism ကိုကောင်းကောင်းကြီးဝေဖန်နိုင်တဲ့ metaphor တစ်ခုအနေနဲ့ Coppola ပုံဖော်သွားခဲ့တာပေါ့The Godfather ထဲမှာဘယ်အချိန်ပြန်ကြည့်ကြည့်ရင်ထဲဆွဲပြီးကြံနေတဲ့ဇာတ်ဝင်ငန်းတွေလည်းရှိတယ်။ Clemenza ပြောခဲ့တဲ့ leave the gun take the cannoli ပေါ့နော်ဒီစကားကရုပ်ရှင်သမိုင်းမှာအထင်ရှားဆုံး dialogue တစ်ခုဖြစ်လာတယ်။ဘူရင်းစာညွှန်းထဲမှာ leave the gun လို့ပဲပါတာ။ဒါပေမဲ့တရုတ်ဆောင် Richard Castellano ကသူ့ရဲ့မိန်းမအကြံပေးလို့ဆိုပြီးတော့ဒီစကားကိုထည့်ပြောလိုက်တာ။ဒီစကားလုံးကတော်တော်တာသွားတယ်။လူတယောက်ကိုတတ်လိုက်ပြီးရဲ့နောက်မှာတော့ပုံမှန်အလုပ်လေးတစ်ခုလုပ်တယ်လို့မျိုးပဲတနတ်ထားခဲ့လိုက်ကွာမုတ်ယူသွားဆိုတာဒီစကားကမာဖီးယားတွေရဲ့နေစဉ်ဘဝဘလို့အလုပ်လုပ်နေရသလဲဆိုတာကိုထိထိမိမိကြီးပြသွားတာပဲဒီရုပ်ရှင်ရဲ့အရေးအကြီးဆုံးလို့ပြောလို့ရတဲ့ scenes ကတော့ Michael က Solozzo နဲ့ Captain McCloskey တို့ကိုတတ်တဲ့အခန်းဒီအခန်း turning point တစ်ခုလည်းဖြစ်တယ်ပြီးတော့ Al Pacino တခြားလုံးသဘောမကျခဲ့တဲ့ Paramount ကလူတွေကဒီဇာတ်ဝင်ခန်းရိုက်တာကိုကြည့်ပြီးတော့မှ Al Pacino ကိုတကယ်ကြိုက်သွားကြတာ The Godfather ရဲ့အလှပဆုံးနဲ့ကြောက်စရာအကောင်းဆုံးအရာဘာလဲဆိုလို့ရှင် Michael ရဲ့ transformation ပဲဇလန်အစမှာတော့ Michael Corleone ဒီစစ်သူရဲကောင်ကောလိပ်ကျောင်းသားမိသားစုရဲ့ရာဇဝတ်မှုတွေနဲ့လုံးဝမပတ်သက်ချင်တဲ့လူသူကြီးစား KO တောင်မှပဲဒါငါမိသားစုလောက်တာငါမဟုတ်ဘူးလို့ပြောခဲ့တယ်လို့ဒါပေမဲ့သူ့အဖေတနတ်ပစ်ခံပြီးတဲ့အချိန်မှာအရာအလုံးပြောင်းလဲသွားတယ်ငါအဖေအတွက်လက်စားချိန်မယ်ဒီမိသားစုရဲ့တာဝန်ကိုငါယူမယ်ဆိုတဲ့စိတ်ပိုင်းဖြတ်မှုကသူ့ကိုတခြားလူတစ်ယောက်ဖြစ်သွားအောင်တဖြည်းဖြည်းတွန်းပို့သွားတာဆိုလိုဆိုတို့ကိုမတတ်ခင်ရှေ့တခန်းမှာ Michael ကသူ့ကို Sandy ကိုပြောတဲ့ line တစ်ခုရှိတယ်ငါတို့ကိုတတ်မယ်ဆိုတာပုံကိုရေးအရာမဟုတ်ဘူးစီးပွားရေးတက်ပဲတဲ့အဲ့ဒါသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းလဲကိုစပြီးပြတာ dark psychology တစ်ခုအနေနဲ့မြင်မယ်ဆိုရင်လည်းရတယ်လူတွေကစိုးရွားတဲ့ကိစ္စတွေကိုကျူးလွန်မယ်ဆိုရင်တောင်မှပဲစီးပွားရေးအရာလုပ်ရတာပါဘာကြောင့်လုပ်ရတာပါဆိုတဲ့စင်ကြေတွေနဲ့ကို rationalize လုပ်တတ်ကြတဲ့သဘာဝပေါ့နော်အဲ့ဒါကိုလည်းပြတာပေါ့ဒီ scenes မှာဆိုလို့ရှိရင် Michael ရဲ့မျက်လုံးတွေဟာအသက်ပဲအိမ်သားထဲမှာဖွက်ထားတဲ့တနတ်ကိုသွားမြူခင်တော့ကသူကနည်းနည်းတုန်လှုပ်နေခဲ့သေးတယ်ဒါပေမဲ့ဒီလူနှစ်ယောက်ကိုပြစ်ဖို့ပြင်လိုက်တဲ့အချိန်မှာသူ့မျက်လုံးတွေကကြောက်နေတာမဟုတ်တော့ဘူးစိုးရိမ်နေတာမဟုတ်တော့ပဲနဲ့အေးဆက်တဲ့ဘက်ကိုပြောင်းလဲသွားတယ်အဲ့ဒီအခိုက်အတန့်ကပဲ Michael ရဲ့ character transformation ဖြစ်သွားတာဆိုလိုတို့နှစ်ယောက်ကိုပြစ်တက်လိုက်တဲ့တနတ်တန်ထွက်လာပြီးတဲ့အချိန်မှာတော့အပြစ်ကင်းစင်တဲ့ Michael Corleone ကရက်ဆက်တဲ့ mafia ခေါင်းဆောင် Don တယောက်ဖြစ်သွားပြီဆိုတာကိုကျွန်တော်တို့ခံစားလိုက်ရနောက်တစ်မျိုးတွေးကြည့်လို့ရတာဘာလဲဆိုတော့သူ့အဖေအတွက်လက်စားချေဖို့မိသားစုကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နောက်မှာသူ့ရဲ့တကယ်အတွင်းစိတ်ထဲမှာငကိုကလေးက Godfather တယောက်ရဲ့အသွေးအသားတွေကိန်းအောင်နေခဲ့သလားရှိနေနှင့်ပြီးသားလားဆိုတာစဉ်းစားစရာပေါ့ဒီရုပ်ရှင်တွေကနောက်ထပ်အကောင်းဆုံးဇာတ်ဝင်ခန်းတစ်ခုကဘာလဲဆိုတော့ baptism လုပ်တဲ့ scenes အဲ့ဒီ scenes ကို Coppola က cross cutting လုပ်ပြီးတော့ပြသွားတယ်တစ်ဖက်မှာ Michael က church ထဲမှာသူ့တူလေးရဲ့နှစ်ချင်းခံတဲ့ဘာသာရေးအခမ်းအနားအဲ့ဒီမှာသူကခေါင်းကင်ဖခင်အနေနဲ့နေပေးတာဘုန်းကြီးကမေးတယ်စာတန်မာနတ်ကိုစွန့်ပယ်ပါသလားကျွန်တော်စွန့်ပယ်ပါတယ်မိုက်ကယ်ကတီတီငိမ့်ငိမ့်ပဲဖြေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲတခြားတစ်ဖက်မှာမိုက်ကယ်ရဲ့အမိန့်နဲ့သူ့ရဲ့တပည့်တွေကရန်သူကိုင်းကောင်းဆောင်တွေကိုရက်ဆက်လိုက်တက်နေတဲ့မြင်ကွင်းတွေပြအဲ့တော့ဒီနှခမ်းကို cross cutting နဲ့ parallel ပြသွားတဲ့အချိန်မှာမြင့်မြတ်တဲ့ဘာသာရေးအခမ်းအနားနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လူသက်ပွဲလူသားလေးတယောက်မွေးဖွားလာတာနဲ့တစ်ဖက်မှာလူတွေတေဆုံးကြတာနဲ့
အဲ့လိုမျိုးတကယ်ဆန့်ကျင်ဘက်ကြီးတွေကိုပဲအလှပဆုံးပေါင်းဆက်ပြသွားတာဘာတွေမြင်ရမလဲဆိုတော့မိုက်ကယ်ကဖျားသခင်ရဲ့နာမတော်အောက်မှာပဲမာနတ်ရဲ့အလုပ်ကိုတပြိုင်တည်းလုပ်နေတယ်ဒီ scenes ပြီးတဲ့အချိန်မှာမိုက်ကယ်ရဲ့လက်ကျန်ဖြူစင်မှုလေးတွေပါပျောက်ဆုံးသွားပြီးတော့တကယ်ကိုအေးဆက်မာကျော်ရက်ဆက်တဲ့မာဖီးယားခေါင်းဆောင်ကြီးတယောက်မွေးဖွားလာတယ်ဆိုတာကိုလည်းအတိတ်ပဲပေါ်လွင်သွားစေတယ်မိုက်ကယ်ကတကောအာနာအားလုံးကိုပိုင်ဆိုင်သွားပြီးဒါပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့လူသားဆန်မှုကိုတော့ဆုံးရှုံးလိုက်ရပြီမိုက်ကယ်ရဲ့ကောင်းမွန်တဲ့စိတ်ဝိညာဉ်ကလုံးဝပျက်စီးသွားပြီဆိုတာကိုပြတဲ့တကယ်ကိုတန်ရှင်ဖြစ်တဲ့ပြကောပဲဒီကားထဲမှာတကယ်နာမည်ကြီးတဲ့ dialogue တစ်ခုရှိတယ် I'm going to make him an offer he can't refuse. သူမငင်းနိုင်တဲ့ကမ်းလှမ်းမှုမျိုးကိုငါလုပ်မှာတဲ့တခါတလေမှာလွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာထင်အောင်ထင်မှာပဲတကယ်မရှိဘူးအာနာကပဲတစ်ဖက်လူရဲ့ရွေးချယ်စရာတွေအကုန်လုံးကိုဖယ်ရှားပြီးတော့ကိုလိုချင်တဲ့လမ်းကြောင်းတစ်ခုတည်းကြံအောင်လုပ်နိုင်တာဒီ dialogue တစ်ကြောင်းတည်းနဲ့အာနာရဲ့သဘောတဘာဝတစ်ခုလုံးကိုပေါ်အောင်ပြသွားတယ်အင်မတန်တန်ဖိုးကြီးတဲ့ dialogue ဖြစ်တယ်ပေါ့နော် The Godfather ရုပ်ရှင်ကကျွန်တော်တို့ကိုဘာပြောချင်တာလဲကိုမိသားစုကိုကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကောင်းတစ်ခုအတွက်နဲ့မကောင်းတဲ့လုပ်ရက်တွေလုပ်ခွင့်ရှိသလားလုပ်လို့ရသလားအာနာကလူကိုဘယ်လောက်ဖြက်စီးပြစ်နိုင်တယ်လဲမိုက်ကယ်အတွက်ကတော့သူ့မိသားစုကိုကာကွယ်မယ်ဆိုတဲ့လုပ်ရက်ကပဲသူ့ကိုတဖြည်းဖြည်းနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်သွားစေခဲ့တာဒါက Godfather ထဲမှာမြင်ရမယ့်အလှပဆုံးနဲ့အကြမ်းတမ်းဆုံးအမှုပညာပဲအဲ့ဒါက Godfather ရုပ်ရှင်ကကျွန်တော်တို့ကိုတဲ့ကြီးစိုက်ကြည့်ပြီးပြောနေတဲ့တိတ်ကိုလေးနက်ပြီးဝမ်းနည်းစရာကောင်းတဲ့စကားတွေပဲနောက်ဆုံးဇက်ဝင်ကန်းလေးကအင်မတန်ကြီးကွဲစရာကောင်းတယ်ကေကမိုက်ကယ်ကိုမေးတယ်ရှင်လူတက်ခဲ့သလားတဲ့အဲ့ဒီမှာမိုက်ကယ်ကကေရဲ့မျက်လုံးကိုတဲ့ကြီးကြည့်ပြီးတော့အေးအေးဆက်ဆက်ပဲငါမတက်ခဲ့ပါဘူးတဲ့အဲ့လိုလိန်လိုက်တာကေကအဲ့ဒီကြတော့မှတက်ပြင်းချပြီးတော့ပြုံးသွားတယ်မိုက်ကယ်ကိုယုံသွားတယ်ပြီးတော့အခန်းပြင်ကိုခဏထွက်သွားတယ်ကေထွက်သွားတဲ့အချိန်မှာပဲမိုက်ကယ်ရဲ့တပည့်တွေဝင်လာတယ်အရင်တုန်းကဗီတိုကော်လီယွန်ကြီးကိုလှုပ်တယ်လို့မျိုးမိုက်ကယ်ရဲ့လက်ကိုနမ်းပြီးတော့ Don Corleone လို့ခေါ်ပြီးတော့အယိုအသေးပေးကြတယ်ပြီးတော့အခန်းအပြင်ကနေကြည့်နေတဲ့ကေမမြင်နိုင်အောင်လို့တကားကိုဖြည်းဖြည်းချင်းပိတ်ချပလိုက်တယ်ကေရဲ့မျက်လုံးတွေကအဲ့ဒီတကားကိုစူးစိုက်ကြည့်ပြီးကြံခဲ့တယ်ဒီတကားပိတ်သွားတဲ့မြင်ကွင်းကရုပ်ရှင်သမိုင်းမှာအကောင်းဆုံး ending နေတဲ့တခုပဲလို့ပြောကြတယ်အဲ့ဒီတကားလေးတစ်ချက်ကမိုက်ကယ်နဲ့သူ့ရဲ့လူကောင်းဘဝမိုက်ကယ်နဲ့သူ့ရဲ့မိသားစုဂျားတွေကအလင်းရောင်ကိုထာဝရပိတ်ချလိုက်တာပဲနောက်တစ်ခါခင်ဗျားတို့ Godfather ကိုပြန်ကြည့်ပြတယ်ဆိုလို့ရှိရင် Michael ကိုတေချာဂယူးဆိုင်ပြီးကြည့်ကြည့်ပါအချိန်တွေပြောင်းလာတာနဲ့အမျှသူ့ရဲ့မျက်လုံးထဲမှာအလင်းရောင်တွေတဖြည်းဖြည်းချင်းမှိန်သွားတာကိုမြင်ရလိမ့်မယ်အဲ့ဒီမျက်လုံးတွေထဲမှာပဲကျွန်တော်တို့ကိုယ်တိုင်ရဲ့အမှောင်တို့ကိုပြန်တွေ့နိုင်လိမ့်မယ် The Godfather ကိုကြည့်ပြီးကျွန်တော်ရှင်းရှင်းလင်းလင်းခံစားလိုက်ရတာကတော့တကယ်အာနာဆိုတာအလင်းထဲမှာမဟုတ်ဘူးအရိပ်ထဲမှာပဲရှိတယ်ဆိုတာပါပဲဒီ podcast ကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ